တကယ်အတွေ့အကြုံစစ်ကလူကောင်းမှာပဲရှိတယ်စိုက်ပတ်ညက်နေကိုပြမယ်စိုက်ပတ်ညက်နေကိုမှနောက်ကနေအရှိကိုညှက်သွားတဲ့နေကိုပြမယ်စိုက်ပတ်ညက်တာ2မျိုးရှိတယ်အရှိကနေနောက်ကိုတဖြည်းဖြည်းတူလာတာရှိတယ်နောက်ကနေအရှိကိုတဖြည်းဖြည်းတူသွားတာရှိတယ်အဲ့တော့စိုက်ပတ်ညက်မှာဖြစ်တဲ့ကြောင့်သူလိုချင်တဲ့ပုံစံတိုင်းကိုအရင်ရေနဲ့ဖြန်းပြီးတော့အကျန်းစီကွဲထားရမယ်နော်ရေကတော့ဖြန်းပေးရမယ်နော်ပေါ်သမီးညက်တဲ့အခါနောက်ပြီးလို့ချင်းဒီမှာပွေရဲ့အရှိချမ်းနဲ့အနောက်ချမ်းတစ်ချက်သတ်မှတ်ထားမယ်တလိုင်းချင်းဒီသူကအပြက်ညက်မယ်စိုက်ပတ်ညက်တဲ့အခါဒီနောက်ကနေပြီးတော့မှဘီဦးလေးနဲ့ထောက်လက်တစ်လုံးလောက်ပဲနော်လက်ညှိုးတစ်လုံးတစ်လက်မပေါ့အလွန်သုံးတစ်လက်မလောက်ပေါ့ကိုလက်နိုင်တဲ့လောက်ပဲပေါ့တပင်ကိုအများကြီးမယူနဲ့ဒီမှာဆိုလို့ချင်းဖိထားမယ်နောက်ပြီးလို့ချင်းညီတဲ့တပင်လေးအရှိကိုဖိထားပြီးတော့ဒီမှာကောက်ပြီးလို့ချင်း तू ကတခါတည်းအပြက်ညက်သွားမှာနော်တခါတည်းလက်ကိုစောင်းတာစောင်းပြီးတော့ဒီဘက်ကိုတူသွားမယ်နောက်ပြီးလို့ချင်းဒီတပင်ကိုအရှိကိုဖိရှာပြီးတော့မှတပင်ထက်ကောက်ခုနဒီဘက်ကတူထားတဲ့ guideline တို့နဲ့တိုင်းညက်ပြီးလို့ချင်းဘာလုပ်မလဲဒီဘက်ကိုလည်းဒီဘက်ကဘေးရှိတ်နဲ့ပေါင်းတဲ့အနေနဲ့ဒီမှာညက်ပေးညက်ပေးပြီးတော့ဘာလုပ်မလဲဆိုတော့အရှိကိုတပင်အားလုံးကိုဖိချမယ်ဖိချပြီးတော့အတူရှည်လေးနဲ့ပြန်ညှိမယ်နော်စိုက်ပတ်ညက်တယ်ဆိုရင်အရှိကိုလည်းဆွဲပြီးညှိပေးရတယ်မညှိလို့ချင်းတပင်ကတူတာတူရှည်တာရှည်ဖြစ်နေတတ်တယ်ဆွဲမယ်နည်းနည်းလေးအရှင်လေးနဲ့ပဲညှက်လိုက်ရုပ်ကောင်းမှာတော့ဆရာခဏခဏပြောတယ်နော်ဒါသဘောတရားလောက်ပဲလေ့ကျင့်လို့ရမှာနော်ရုပ်ကောင်းမှာလက်ဆွဲချက်တွေမှန်လာအောင်ကကြီးညှက်ချက်တွေမှန်လာအောင်လက်တွေပျော့ပြောင်းလာအောင်ဒါပဲလေ့ကျင့်လို့ရမှာတကယ်အတွေ့အကြုံစစ်ကလူကောင်းမှာပဲရှိတယ်ဆရာတို့ကိုယ်တိုင်လည်းညှက်ပြပေးမယ်နော်သင်တန်းမှာလည်းညှက်ပြမယ်အောက်တိုးမှာလည်းညှက်ပြမယ်နော်ဆရာတို့တစ်ချမ်းညှက်တယ်မင်းတို့တစ်ချမ်းပေးညှက်တာမျိုးလုပ်ပေးမယ်ဒီမှာကတော့အဲ့ဟာတွေလေ့ကျင့်ထားမှာပဲအဆင်ပြေမှာလေလက်တွေပျော့လာမှာပင်နေရာဆိုရင်ဘယ်လိုဆွဲရမယ်ဘွယ် point ဆိုဘယ်လိုယူရမလဲဒါတွေကအကြမ်းမြင့်မသိလို့ကမရဘူးနော်ဆရာဒီမှာညှက်ပြတယ်ညှက်ပြပြီးတော့မင်းလေးမကြည့်မယ်နဲ့တခါလေးတက်ညှက်လို့လည်းအဆင်ပြေမှာမဟုတ်ဘူးနော်နောက်ပြီးရှင်ဘွေရဲ့နောက်ရှမ်းမှာ2မျိုးညှက်လို့ရတယ်နောက်တက်တက်ကနေလည်းညှက်လို့ရတယ်နောက်တက်တက်ယူမယ်ဆိုလို့ရှိရင်ဒီမှာနောက်ပြီးရှင်ဒီမှာကင်မယ်နှစ်ခုညှက်ပြီးတော့မှနောက်တက်တက်ကိုဒီလိုဆွဲယူလို့လည်းရတယ်ဟုတ်လားနောက်ပြီးဒီမှာညှက်ချလိုက်လက်ဆွဲပြီးတော့အရင်ညှက်လိုက်ပါနော်ညှက်ပြီးမှတကယ်လို့မှမညီသေးဘူးဆိုမှနည်းနည်းလေးညှက်ဖို့လိုတယ်ဆိုမှဘာလုပ်မလဲစီဇာကလေးနဲ့နည်းနည်းလေးပြန်ညှိဖို့လိုရင်လည်းညှိဖို့မလိုရင်လည်းမညှိနဲ့ဒါကတော့တကောင်းနဲ့တကောင်းနဲ့ကတပင်ပေါက်ပေါ်မူတည်တယ်အတိအကျကြီးတော့မှန်းလို့ကမရနိုင်ဘူးခုနကလက်ဆွဲချက်တွေမှာလည်းဒီမှာဘေးအဖောင်းလိုင်းတွေက joint set တွေမမိသေးဘူးဆိုလို့ရှိရင်တခါတလေစီဇာကတ်နဲ့ပြန်ညှိပေးတာမျိုးကြီးလည်းညှိပေးရတာမျိုးကြီးလည်းရှိတယ်ညာတော့ဖြစ်တော့ညှိပေးရပါတယ်မညှိလို့မရဘူးနော်အဲ့ဒါမှတည်တည်သက်လေးနဲ့ကြည့်လို့ကောင်းတာရှင်တပင်ပါမယ်ဟုတ်ပြီလက်ဆွဲပြီးပါတဲ့ဟာကိုတစ်ချက်ပြမယ်နော်ခုနကသူဖိမဲ့ပုံစံတိုင်းလေးပဲတစ်ချက်ပြန်ဖိထားပါနော်အရှိတိုင်ကိုပဲပါမှာအဲ့တော့ဘယ်လိုပါမလဲဆိုတော့ခုနအတိုင်းပဲယူမယ်နောက်ကနေရှေ့ကိုပါယူသွားတဲ့ပုံစံမျိုးနဲ့သွားမယ်နော်ဒီမှာဆွဲလိုက်မယ်ဆွဲပြီးတော့မှညှက်တဲ့ခါကြလို့ရှိရင်1ဆွဲထုတ်မယ်လက်ကဆွဲ1 2ဆွဲထုတ်မယ်3ဆွဲထုတ်မယ်နော်3ချက်ညှက်မယ်ပေါ့ဒါတော့တပင်ကြောပေါ်လည်းမူတည်တာပေါ့လေသူ့တပင်ကမာကြမ်းထူထူကြီးဖြစ်နေဆိုရင်တော့5ချက်လည်းညှက်လို့ရတယ်နော်1 2 3 4 5အားပြီးတော့ဒီမှာပုံမှန်တိုင်းဖိချထားလိုက်5ချက်ညှက်တယ်ဆိုလဲအလှော်တန်းကို5ချက်ညှက်ပေါ့နော်3ချက်ညှက်တယ်ဆိုလဲ3ချက်ညှက်1 2 3 4 5ယောက်ျားလေးတပင်ကအနည်းနဲ့အများတော့ပါပြီးမှအဖျားပိုင်းလေးတွေနော်ပါပြီးမှဖိလို့ပိုကောင်းတာအဖျားရှော့တဲ့ပုံစံလေးရတာပေါ့နော်နှစ်မဆိုအတိပုံစံကြီးဖြစ်နေမှာအားလေးလည်းထပ်ပြီးတော့လေ့ကျင့်လိုက်ပါနော်ဒါကတော့အသစ်တင်လိုက်တာပါလीနော်